နဲ့ဆိုပြီးတော့မှအမျိုးမျိုးဝေဖန်ပုတ်ကပ်ပြီးတော့မှပြောဆိုနေတဲ့ပိတ်နေတဲ့ပြည်သူတွေကိုကျမကသိအောင်ပြောလိုက်မယ်သိလားကျမတို့နောင်ချိုဘက်မှာ TNLD ကိုလာပြီးတော့ဘုံကျဲတဲ့အခါမှာလေသိလားဘလို့ကျဲလဲဆိုရင်လေခါတဲ့အောင်မလေဒီအပင်ဆိုဒီအပင်ဒီနေရာဆိုဒီနေရာတချို့တွေကပြောကြတယ်ဒီမိုကရေစီရန်ထွန်းကားတဲ့ဂျပန်နိုင်ငံကြီးရောက်နေပြီးတော့မှမင်းကဘောမနေတယ်ဘာညာပေါ့ဟလာကျွန်တော်ဂျပန်ရောက်ပြီးပိုတိလာတာကဘာလဲဆိုတော့မြန်မာနိုင်ငံသားတွေရဲ့စိတ်ဓာတ်မြန်မာနိုင်ငံသားတွေကစီကန်းတော်တော်နဲတယ်စီကန်းမိုင်းဆိုင်ရာတော်တော်နဲတယ်တခုဆိုစိုးရပဲပြစ်မြင်နေကြတာမြန်မာနိုင်ငံအကောင်တွေဘာမှမလုပ်ဘူးအခွန်တောင်မဆောင်ကြဘူးကွာကဲအေးစေးနေကြတာလမ်းမေးတွေ့ကြရဒရွေထွေတွေ့ကြရအမိုက်ပြစ်ပြီးတော့မှတိုင်းပြည်ကိုဟုတ်လားဒီလက်ညှိုးထိုးနေတယ်အစိုးရပဲလက်ညှိုးထိုးနေတယ်တိုင်းပြည်ပဲအပြစ်တင်နေတယ်လောအားလုံးပဲမင်္ဂလာပါဗျာစပီးချင်းတဲ့ဗီဒီယိုလေးကတော့ဒါတက်မလို့ချစ်သူတွေရဲ့ဗီဒီယိုဖိုင်လေးကိုအတူတူနားထောင်ကြည့်အောင်နော်တချို့တွေကပြောကြတယ်ဒီမိုကရေစီရန်ထွန်းကားတဲ့ဂျပန်နိုင်ငံကြီးရောက်နေပြီးတော့မှမင်းကဘောမနေတယ်ဘာညာပေါ့ဟလာကျွန်တော်ဂျပန်ရောက်ပြီးပိုတိလာတာကဘာလဲဆိုတော့မြန်မာနိုင်ငံသားတွေရဲ့စိတ်ဓာတ်မြန်မာနိုင်ငံသားတွေကစီကန်းတော်တော်နဲတယ်စီကန်းမိုင်းဆိုင်ရာတော်တော်နဲတယ်တခုဆိုစိုးရပဲပြစ်မြင်နေကြတာနောက်တစ်ခုဆိုစိုးရပြစ်တင်တာပဲရှိတယ်ကိုတိုင်ရဲ့လောက်ရက်ကိုတော့မမြင်ဘူးဟလာဂျပန်နိုင်ငံမှာကြည့်လိုက်အကုန်လုံးကစီကန်းလိုက်နာတယ်တူစီကန်းတူဦးတွေကိုလေးစားလိုက်နာတယ်ခွန်နေဆောင်နေကြတာနေထိုင်ကုန်ဝင်ငွေကုန်ဟလာကျမ်းမာရေးကုန်ပင်စင်ကုန်ခွန်နေဆောင်နေရတာအခုဆိုရင်ဒါသတင်းတွေကဟလာပင်စင်ကုန်တာဆောင်နေပင်စင်ရမယ်မရမယ်မသေးကြဘူးတဲ့ဒါမျိုးတွေရှိတာတော့မငြင်းမြူဆောင်နေကြတာဂျပန်နိုင်ငံသားတွေကသူတို့ရဲ့လှုပ်အားနဲ့နိုင်ငံကိုပံ့ပိုးပေးနေတာခွန်နေဆောင်ပြီးတော့မှမြန်မာနိုင်ငံအကောင်တွေဘာမှမလုပ်ဘူးအခွန်တောင်မဆောင်ကြဘူးကွာကဲအေးစေးနေကြတာလမ်းမေးတွေ့ကြရဒရွေထွေတွေ့ကြရအမိုက်ပြစ်ပြီးတော့မှတိုင်းပြည်ကိုဟုတ်လားဒီလက်ညှိုးထိုးနေတယ်အစိုးရပဲလက်ညှိုးထိုးနေတယ်တိုင်းပြည်ပဲအပြစ်တင်နေတယ်ခင်ဗျားတို့စိတ်ဓာတ်တွေခင်ဗျားတို့လုပ်ရက်တွေပြင်ရမှာခင်ဗျားတို့ပြင်ရမှာနော်နိုင်ငံတိုးတက်ဖို့ဆိုတာကနိုင်ငံသားတယောက်ချင်းစီရဲ့ဝင်ငွေတွေဟုတ်လားအကျင့်စရိုက်တွေစီကံလိုက်နာမှုတွေဒါတွေအများကြီးတက်ဆိုင်တယ်အများကြီးတက်ရောက်တယ်နော်အများကြီးတက်ရောက်တယ်ကိုမျက်ချေကိုလည်းမြင်ညာကိုမျက်ချေကိုလည်းမြင်အောင်ကြည့်ကြဘယ်နိုင်ငံရောက်ငါမြန်မာကွာဆိုပြီးတော့တွေ့ရအမိုက်ပြစ်နေတဲ့မြန်မာနိုင်ငံသားတွေတပုံကြီးတွေ့ဘူးတဲ့ပြည်ပထွက်ပြီးတော့မှကိုယ့်နိုင်ငံကိုတိတ်ခါချနေအောင်တပုံကြီးတွေ့ဘူးတဲ့ခင်ဗျားတို့ဗျာသူများနိုင်ငံမှာဒီလိုများဟမ်အခွန်နေဆောင်ပြီးနေရရင်ဘယ်လောက်တောင်မှပြောလိုက်မလဲမသိဘူးကိုယ့်နိုင်ငံမှာအေးအေးဆေးဆေးအခွန်မဆောင်မဲနဲ့ဟဟလားစောက်စည်းကမလိုက်နာပဲနဲ့နေရတာတော့မှခင်ဗျားတို့ကနိုင်ငံပြစ်တင်နေသေးတယ်အကိုလေးရကရင်မြင်ကိုယ့်လောက်ရက်ကိုအရင်ပြင်းနော်အချိုးပြင်ပေါ့ပြောချင်တာကတော့ခင်ဗျားတို့ဒီပုံစံဒီချိုးနေရတော့ခင်ဗျားတို့ပိတ်နေပုံနဲ့ရတော့ရအောင်မယ်စောင့်နေဒါနဲ့မြန်ဒီမိုကရေစီကလိုချင်နေတယ်ခင်ဗျားတို့မတန်ဘူးဒီမိုကရေစီနဲ့စစ်မှုပြန်ထမ်းမှာကွာတဲ့ကျွန်တော်ပို့တွေအောင်မှာဟာလာကိုယ်နိုင်ငံဝါလောက်ချစ်နေမြန်မာပြည်ပြည်စစ်မှုထမ်းဆိုတာမျိုးတွေခဏတွေ့ရတယ်ကျွန်တော်ခင်ဗျားတို့မေးချင်တာပါစစ်သားမှာကိုယ်နိုင်ငံကိုချစ်ပြရမယ်လို့ခင်ဗျားတို့ထင်နေတာလားအဲ့လိုထင်နေတော့ခင်ဗျားတို့ရဲ့ညံကြီးတွေမမီသေးဘူးလို့ကျွန်တော်ပြောချင်တယ်နော်ဘယ်သူမှဆိုချစ်ပြခွင့်ရှိတယ်ကိုယ်နိုင်ငံကိုချစ်တာကစစ်သားမှမဟုတ်ဘူးနောက်ပြီးတော့ခင်ဗျားတို့သိအောင်ပြောချင်တာကနော်နိုင်ငံတနိုင်ငံမှာစစ်သားတစ်မျိုးတည်းလိုအပ်တာမဟုတ်ဘူးနိုင်ငံတစ်ခုတည်ဆောက်တယ်ဆိုတာကနော်စစ်သားလဲလိုတယ်ဒါဆရာဝန်အင်ဂျင်နီယာအစရှိတဲ့ဖြစ်နော်ရှင်းနေပညာရှင်အစရှိတဲ့ဖြစ်အမျိုးအကုန်လိုတယ်ဗျာကုံပြောရမယ်ဆိုရင်ဒါပယံဆရာတွေဒီလောက်ကျန်းသမားတွေလယ်သမားတွေအကုန်လိုတာနေရာကဏ္ဍအသီးသီးမှာကြာရတာဝန်ကိုထမ်းဆောင်ပြီးတော့မှကိုယ့်ရဲ့နိုင်ငံရဲ့အကျိုးစီးပွားလူမျိုးဘာသာတာနာရဲ့အကျိုးစီးပွားကိုတည်ဖို့ကြရတာတထောင်တနေရာကနေပါဝင်အားဖြည့်ကြရတာကျွန်တော်မြန်မာနိုင်ငံသားတယောက်အနေနဲ့ကိုယ့်နိုင်ငံကိုချစ်တဲ့စိတ်နဲ့ကိုယ့်နိုင်ငံကောင်းစီမဲ့အရာကိုပဲကျွန်တော်တွေးတယ်လှုပ်ဆောင်တယ်ပြောတယ်ဒါလူမုံဂယုမဆိုင်ပဲပြောတယ်ကျွန်တော်တတ်နိုင်တယ်လို့ခွန်အားနဲ့ကျွန်တော်နိုင်ငံကိုကျွန်တော်ကတော့ထမ်းတင်နေမှာပဲချစ်ပြနေမှာပဲကျွန်တော်နိုင်တယ်လို့ကျွန်တော်ပေးဆက်နေမှာပဲစစ်မှုထမ်းမှနိုင်ငံကိုချစ်ပြတာမျိုးမဟုတ်ဘူးဗျနော်ခင်ဗျားတို့ဗျာကိုယ့်နိုင်ငံကိုမချစ်ကြဘူးလားကိုယ့်နိုင်ငံကိုမချစ်ကြဘူးလားခင်ဗျားတို့အဲ့လိုပြောပြီးဆိုကြတဲ့ကလေခင်ဗျားတို့စိတ်ထဲမှာနော်ကိုယ့်နိုင်ငံကိုချစ်တဲ့စိတ်နည်းနည်းမှမရှိဘူးလို့ကျွန်တော်ထင်ပါတယ်ကျွန်တော်အခြေအနေရပါကျွန်တော်ကဒီမှာအခြေအနေရပါကျွန်တော်တိုင်းသားညီကောင်မောင်နှမတွေနဲ့ကိုညီကောင်မောင်နှမချင်းချင်းကျွန်တော်ကပွင့်လင်းပြောတာအမုန်းတရားမပွားခြင်းဘူးဟုတ်လားအဲ့တော့စစ်ကိုမလိုလားဘူးပြည်ပနဲ့ဖြစ်ကြည့်ပြည်ပနဲ့တာဖြစ်ကြည့်ညာနှခါမခေါ်သေးရဘူးခေါ်ရမှာမဟုတ်ဘူးကျွန်တော်ကပြန်လာမှာကျွန်တော်တို့ကမျိုးချစ်တယ်နော်မပူနဲ့အဲ့ကြရင်မပူနဲ့အဲ့ဒါပဲပြောချင်တယ်မင်္ဂလာပါအမျိုးတို့ရေအမျိုးတို့ကိုအမကပြောပြစရာတခုရှိသေးတယ်တိလားလက်တွေ့တွေနော်လက်တွေ့တွေပိ
ပိတ်နေတဲ့မသိတဲ့လူတွေဝါရဖြန့်နေတဲ့အရာကိုလုံးဝပိတ်ပြီးအောက်ကနေအမလီဟုတ်လားဟုတ်မှာပဲအမလီကောင်းတယ်ဘလို့ဘနဲ့ဆိုပြီးတော့မှအမျိုးမျိုးဝေဖန်ပုတ်ကပ်ပြီးတော့မှပြောဆိုနေတဲ့ပိတ်နေတဲ့ပြည်သူတွေကိုကျမကသိအောင်ပြောလိုက်မယ်သိလားကျမတို့နောင်ချိုဘက်မှာ TNLD ကိုလာပြီးတော့ဘုံကျဲတဲ့အခါမှာလေသိလားဘလို့ကျဲလဲဆိုရင်လေခါတဲ့အိုမှာလေဒီအပင်ဆိုဒီအပင်ဒီနေရာဆိုဒီနေရာတဲ့အိုမှာတဲ့နော်လုံးဝမလွဲစီရဘူးအချုပ်ခန်းထဲမှာပြည်သူတွေဘလောက်ဖမ်းထားတယ်ဘလို့ဖမ်းထားတယ်ဆိုသူတို့မှသတင်းရပြီးသားအဲ့တော့အဲ့ဒီစခန်းတက်တဲ့ကိုချလိုက်မယ်ဆိုရင်အကုန်လုံးကြွပြီးသားသိပြီးသားအဲ့ဒါကြောင့်မလို့စခန်းညာဆိုညာတောင်းဆိုတော့ဒီကီဘလောက်ဆိုဘလောက်ဘယ်ဟာဘလောက်ဆိုတာကိုသူတို့မှချိန်စအရန်တော်တာအဲ့တုန်းကလုံးကျမတို့ကြားလိုက်တာဘလို့လဲဆိုတော့မျိုးသမီးပိုင်းတော့လို့တောင်ကြားတာတော်တာကိုပြောရနော်တအားတော်တာကိုပြောတာကိုပြည်သူတွေကိုရဲ့တမတော်သားမိသားစုဝင်တွေတမတော်သားတွေကိုသေရအောင်ပြစ်တယ်လို့ပြောနေတဲ့ပိတ်နေတဲ့ချီးဘရိန်းနေအဲ့ဒါတွေကိုကျမကပြောပြမယ်နင်တို့တွေကြိုက်တဲ့လောက်ဟောင်းနေပါစေကျမပြောတာရှင်းရှင်းလေးနော်ကျမလေအများကြီးပြောပြလို့ရတယ်ဒါပေမဲ့တစ်တော့ကလည်းသိတဲ့အတိုင်းဘာမှတော်တောင်တင်လို့မရတော့ဘူးအရန်ကိုဖျက်ချနေတာအဲ့ဒါကြောင့်မလို့ပြောမယ်တိတိကျကျမှန်ကန်တော့အရာကိုပဲပြောမယ်ပိုင်းလော်တွေကဒီနေရာဆိုဒီနေရာအပဟိကပိုင်းလော်တွေမဟုတ်ဘူးဆိုတာတော့မှတ်ထားလိုက်အေးစစ်မြေပြင်မှာတကယ်လက်တွေ့နေခဲ့ဘူးတဲ့ပြည်သူတွေသိမယ်မောင်ဖြူအိမ်ဆိုမောင်ဖြူအိမ်ကတဲ့ပဲနော်မတ်နီအိမ်ဆိုမတ်နီအိမ်ကတဲ့ပဲနော်ဘတော့မှမလွယ်ဘူးအေးဒါပေမဲ့အဲ့ဒီအချိန်နဲ့ပတ်ဝန်းကျင်တိုက်တဲ့အကုန်လုံးကတော့ပြိုတင်တာပြိုမယ်မှန်တဲ့ခဲမှန်တာတို့အချိန်နဲ့အတန်အချိန်နဲ့မှန်နေအိမ်နေပျက်စီးတင်တာပျက်စီးလိမ့်မယ်အဲ့တော့ကျမပြောပြတာကပိတ်နေတဲ့ပြည်သူတွေနော်တမတော်တဲမှာလဲဖယဲသီးတွေနားမလဲသေးတဲ့တမတော်သားမိသားစုဝင်တွေလည်းရှိသေးတယ်ဟဲငါတို့ယောက်ျားတို့တော့ငါတို့ဖမ်းထားတာအဲ့ဒါတော့တကယ်ဟုတ်မှာပဲဆိုတဲ့ထင်မြင်ချက်လွဲနိုင်တဲ့အမျိုးသမီးမိသားစုဝင်တွေအဲ့ဒါကိုကျမအခုပြောတာတိကျအောင်လို့နော်အဲ့တော့အရန်တိကျခိုင်မာပြီးတော့မှတဲ့ဆိုတာတော့မှတ်ထားဖို့လိုတယ်အခုရခိုင်မှာလေကျဲပါတယ်ဘလို့စစ်သားတွေဆိုတာဝါရီတွေဖြန့်နေတာဘယ်တော့မှအဲ့လိုမျိုးမလုပ်ဘူးဆိုတာတော့မှတ်ထားလိုက်ဒါအဲ့နာပါဝင်းကျင်လူတွေသိမယ်အဲ့ဒါတွေကိုနားပိတ်နေတဲ့လူတွေသိအောင်လာပြောတချင်းလေးနဲ့ဆိုမယ်အစကဒိုမပြောလားဟာဟာဟာရှားမြောက်တစ်ခွေမှာအကြံအညံနဲ့လှုပ်ရှားမှုတွေရှိနေပါတယ်လို့ပြောတာတောင်မှနားမထောင်ဘူးနော်အခုမနေ့ပေါ်တော့ကူ2လပိုင်း12ရက်နေ့2026ရှမ်းပလောင်ကိုကချင်းအခုမနေ့ပန်ဆန်းမှာအကြီးကျယ်အစည်းအဝေးတွေလုပ်နေကြတယ်အခုစကားပြောနေတဲ့အချိန်လေး17:40ရှိနေပြီအခုထိမပြီးသေးဘူးနော်ဒီတိုင်းကြည့်နေတော့မှလားရှမ်းမြောက်တစ်ခွင်ကြည့်နေတာအကောင်းမဟုတ်ဘူးနော်နင်တို့ရှမ်းမြောက်ကလေတလားအပြင်မတိုက်ရဘူးသိလား15ရက်နေတွေမျိုးတုံးနေမလုတ်ချင်လို့ကြည့်နေတာတခြားနေရာလေးတွေကိုလက်ပတ်နေလို့နင်တို့လွတ်ထားတာဇောင်းသိမ့်မထနဲ့နော်ဇောင်းသိမ့်မထနဲ့